ကျွန်တော်မျက်စိမိတ်လိုက်တိုင်းကြားနေရစေအတန်တခုရှိတယ်။အဲ့ဒါကတော့အိုးရဲကိုရေခွက်နဲ့ခတ်ထည့်လိုက်တဲ့အတန်နဲ့မြတ်နန္ဒာဆိုတဲ့သချင်းတန်လေးပဲဖြစ်ပါတယ်။ကျွန်တော်တို့ငယ်တုန်းကကြံဆိုတာအခုလိုမဟုတ်ဘူးဗျ။ခြေကားကိုမိုးဖွင့်လေးပေါ်မှာရေပုံးတွေတင်ပြီးတငယ်ချင်းတတိုက်အားရပါရအော်ဟွိတ်ပြီးတစ်မျိုးလုံးပတ်ခဲ့ကြတာ။ကားပေါ်ကနေရေဆူဆွဲနေတဲ့ခြားတွေကဘရောင်းနှက်လေးရလိုက်တဲ့အချိန်မှာပဲလူကဘာနဲ့မှမလဲနိုင်တဲ့ပျော်ရွှင်မှုကိုရခဲ့တာပေါ့အဲ့ဒီအချိန်လုံးကကျွန်တော်တို့ဟာလောကကြီးမှာကိုယ်ပဲအပျော်ဆုံးလို့ထင်ခဲ့ကြတာရှာရှည်လိုက်ဦးမယ်ဘရောပန်းအကြောင်းပေါ့ကျွန်တော်တို့ခေတ်ကရေစကားမန်းနဲ့တွေမှာဘရောပန်းတွေကအစ်စ်တွေနဲ့စီရင်ထားတယ်လေအခုခေတ်မှာတော့ပလက်စတစ်ဘရောပန်းတွေနဲ့အလှဆင်ထားတာဒီလိုရတာကိုခံစားရမှာမဟုတ်ဘူးပေါ့အခုတော့အချိန်တွေကမြေလိုပဲစီးဆင်းသွားခဲ့ပြီကျွန်တော်စပင်လေးလဲဝေးအောင်နေတန်းလာပြီပေါ့ဒီနေ့ကျွန်တော်ဟာကနောက်ခမ်းမှာမဟုတ်တော့ပဲကလေးတယောက်ရဲ့လက်ကိုဆွဲပြီးလမ်းလျှောက်တဲ့ကြံကိုရောက်နေပြန်တယ်ဘေးကိုကြည့်လိုက်တော့အရင်လိုကားတန်းကြီးတွေထက်လမ်းလျှောက်ပြီးတဦးနဲ့တဦးပြုံးပြနေတဲ့မျက်နှာတစ်တူကိုပဲတွေ့ရတယ်ခေတ်ကပြောင်းသွားပြီလေအရင်ကလိုရေခွက်နဲ့ပတ်တာထက်ရေပြိုလေးတွေစော်ကစားနေတဲ့ကလေးတွေကိုကြည့်ပြီးကျွန်တော်ပြုံးမိတယ်ငါတို့တော့ကဒီလိုမဟုတ်ဘူးလို့ပြောမဲ့အစားသူတို့လေးတွေပြောနေတာငါတို့တော့ကလိုပါပဲလားလို့စင်ချင်မိတယ်တကယ်တော့တချမ်းဆိုတာပုံစံနေဘလို့ပဲပြောင်းအနှစ်သာရကတော့အတူတူပါပဲအဲ့ဒါကတော့တချမ်းရဲ့အေးမြခြင်းနဲ့နှင်းဟောင်းကအညစ်အကြေးတွေကိုစေးကြောခြင်းကြောက်ပါပဲကျွန်တော်လက်ကိုဆွဲထားတဲ့မြေးလေးကဖိုးဟိုမှာမုံလုံးကြီးပေါ်ကျွေးနေတယ်လို့အော်ပြောလိုက်တဲ့အခါလွန်ခဲ့သောနှစ်ပေါင်း3-40ကကျွန်တော်ကိုယ်တိုင်ခုံပေါက်နေခဲ့တဲ့ပုံရိပ်ကိုပြန်မြင်အောင်မိလာတယ်ရှေးလူကြီးတွေကရှေးမမီနောက်မမီလို့ပြောလို့ရှိပေမဲ့ကျွန်တော်ကတော့ရှေ့ကိုလည်းမိခဲ့တယ်လို့နောက်ကိုလည်းအားပေးခြင်းနဲ့သူပေါ့ကားပေါ်ကနေမြင်ရတဲ့မြင်ကွင်းထက်အခုလိုကလေးတွေနဲ့အတူလမ်းလျှောက်ရင်မြင်ရတဲ့မြင်ကွင်းကပိုပြီးတော့အသေးသေးကြတယ်လို့ပိုလဲနှွေးထွေးတယ်လို့ခံစားရတယ်ဒီနေ့တကြံမှာကျွန်တော်ဆူတောင်းတာတခုတော့ရှိပါတယ်ခစ်တွေဘယ်လိုပဲပြောင်းပါစေမြန်မာတို့ရဲ့ရှစ်စရာကောင်းတဲ့ရိုးရာစိတ်ဓာတ်တွေမပြောင်းဖို့ပဲကျွန်တော်လိုပဲလူကြီးဖြစ်လာတဲ့အခါသင်တို့ရဲ့မျိုးဆက်တဲ့လက်လေးတွေကိုဆွဲပြီးငါတို့ငယ်တော့ကွာဆိုတဲ့ပုံမြင်လေးတွေကိုအခုလိုလမ်းလျှောက်တဲ့ကြံမှာရှောင်ရင်းနဲ့ပြောပြနိုင်ကြပါစေတကြံကြီးကလူတိုင်းကိုအေးမြစေတယ်လို့ကျွန်တော်တို့ရဲ့နှလုံးသားကိုလည်းအေးမြစေမှာပါနေအောင်ကုန်လုံးနှစ်သက်မှာတကြံကြီးကအေးမြတယ်လို့လူတွေအားလုံးလည်းအေးမြကြပါစေလို့ဦးထွန်းကဆုတောင်းပေးလိုက်ပါတယ်